တဘာဝတရားကိုဟောတာဖြစ်သောကြောင့်ဘုရားကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီတဘာဝအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ဒီတဘာဝတရားရဲ့တုံ့ပြန်အကျိုးပြုမှုဖြစ်ပေါ်လာဒါတွေကဘာသာတရားနဲ့လည်းမဆိုင်ဘူးပေါ့ကိုယ်ွယ်မှုတွေနဲ့မဆိုင်ဘူးယုံကြည်မှုတွေနဲ့မဆိုင်ဘူးဥပမာဘာနဲ့တူလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာဆေးနဲ့အနာသရံတူတယ်ကောင်းမြတ်တဲ့အစာအာဟာရနဲ့အနာသရံတူတယ်အစီဩဇာရှိပြီးလူတိုင်းအတွက်ကျန်းမာမှုကိုဖြစ်စေတတ်တဲ့အစာအာဟာရဟာယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေဘုရားဘာသာဝင်ဟုတ်သူဖြစ်စေမဟုတ်သူဖြစ်စေဒီအစာစားရင်တော့ကျန်းမာမှာပဲလူသားနဲ့သာဆိုင်တယ်ပေါ့ထို့တူပဲမြတ်စွာဘုရားဟောကြားဆုံးမတဲ့အဆုံးအမတွေဟာဆေးနဲ့လည်းလာသရံတူဆေးဆိုတာယောဂရှိဒီလိုယောဂမျိုးကိုပျောက်စေတဲ့ဆေးဆိုရင်ဘယ်သူပဲတောက်ဒီယောဂကိုပျောက်စေမှသာဖြစ်တယ်ပေါ့ဘုရားဟောတဲ့အဆုံးအမတွေဟာလူမျိုးမရွေးဘာသာမရွေးကျင့်သုံးနေထိုင်သူပုဂ္ဂိုလ်အတွက်အကျိုးပြုတာလေဘာကြောင့်ဒီလိုအကျိုးပြုနိုင်တယ်လဲလို့ဆိုဘာသာတစ်ခုကိုဥတည်ပြီးတော့ဟောကြားဆုံးမတာမဟုတ်ဘူးလူမျိုးတူဥတည်ပြီးတော့ဆုံးမဟောကြားတာမဟုတ်ဘူးအလုံးလူသားတွေအတွက်အကျိုးပြုဖို့ဟောကြားတာဖြစ်တော့ကြောင့်ဘယ်သူပဲကျင့်ဒီအကျင့်တရားဟာကောင်းမြတ်တဲ့လူရဲ့အရှိအသွေးတွေဟောကြားတာဖြစ်တယ် Human dignity လို့ခေါ်တယ်လူရဲ့ဂုဏ်သိက္ခာရသော်ဗျာဆုံးမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်လူဂုဏ်သိက္ခာဆိုပါစို့၅ပါးသီလသူများအသက်ကိုတတ်ခြင်းမှရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်သူတော်ဘာသားမယားကျူးလွန်စော်ကားခြင်းမှရှောင်တယ်လိန်လီလှည့်စားပြီးတော့တစ်ဖက်သားအကျိုးပျက်စီးအောင်လုပ်ခြင်းမှရှောင်တယ်မူရစ်စေဝါကရှောင်ခြင်းဆိုတဲ့ဒီကိုချင်းတရားတွေဟာဘယ်ပုဂ္ဂိုလ်ပဲထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်အတွက်အကျိုးပြုမှာပဲဘုရားဘာသာဖြစ်မှဒီတရားတွေကကျိုးသက်ရောက်မှာမဟုတ်ဘူးဒီတရားတွေကိုဖောက်ဖျက်လို့ရှိရင်လည်းဘယ်သူပဲဖောက်ဖျက်တူညီသောအကျိုးကိုခံစားကြရအောင်ဘာကြောင့်လဲလို့ဆိုရင်ဘယ်သူပဲသူ့အသက်ကိုတတ်ဘယ်သူပဲသူများဥစ္စာခိုးဒီပြစ်မှုရဲ့အကျိုးဆက်ကိုတော့လှုပ်သူကိုယ်တိုင်ခံရမှသာပဲဖြစ်တယ်ပေါ့ဒါဟာဒီကနေ့ခေတ်မှာကမ္ဘာမှာတတ်မှတ်ထားတဲ့ဥပဒေတွေကြီးလိုက်လေကမ္ဘာမှာကြီးမားတဲ့အပြစ်ကြီးတွေဆိုတာဘာတော့နော်ပါဏာတိပါဒနဲ့သက်ဆိုင်တဲ့လူသတ်မှုဘယ်နိုင်ငံပဲဖြစ်လူသတ်မှုဆိုလို့ရှိရင်ပြစ်ကြီးတာဘယ်နိုင်ငံကတော့အပြစ်မရှိဘူးလို့မရှိဘူးပါဏာတိပါဒအမှုကိုကျူးလွန်တဲ့အခါမှာလူတယောက်ရဲ့အသက်ကိုဆုံးမအောင်လုပ်ပြီးဆိုလို့ရှိရင်သေစားသေစေသို့မဟုတ်ချီမာတဲ့အပြစ်ကိုခံကြရတာဖြစ်တယ်အရိဏဒါနခိုးမှုဆိုတာလည်းအပြစ်ပေးခြင်းခံရတယ်အပြစ်ပေးမခံရတဲ့နေရာခိုးလို့ဂုဏ်ပြုခံရတဲ့နိုင်ငံဆိုတာမရှိဘူးကာမိတုမိစ္ဆာစာရရိတ်လုတ်တယ်စော်ကားတယ်ဆိုတာလေဘယ်နိုင်ငံပဲဖြစ်ချီမာတဲ့အပြစ်ကိုခံရတာတူတယောက်ကိုလိန်လီလှီစားသွားတယ်ဆိုလို့ရှိရင်လေလိန်လီတဲ့အပြစ်ကိုခံရမူရစ်ဆေးဝါးဆိုတာကြတော့တဲဆောင်ရုံနဲ့နေမဲ့တချို့နိုင်ငံတွေက capital punishment ဆိုတေတံချမှတ်တာတွေရှိတယ်ပေါ့အဲ့ဒါလို့အပြစ်ပေးခံရတာတွေဟာငါးပါးသီလကိုကျူးလွန်ဖောက်ဖျက်လို့ရှိရင်ကြီးမားသောအပြစ်တွေကိုခံရတယ်အဲ့တော့ငါးပါးသီလပြည့်စုံပြီဆိုလို့ရှိရင်ဒီပြစ်မှုတွေပြစ်ဒဏ်တွေကလွတ်ကင်းသွားတာဒါသိကြတယ်ထို့တူပဲကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အဆုံးအမဩဝါဒတွေကိုလိုက်နာကျင့်သုံးရင်လည်းပဲတူညီသောအကျိုးတရားတွေကိုရရှိကြမှာဖြစ်တယ်